ဒီမျိုးလင်းချက်တွေအားရော့လာတာတွေဒါတွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့အားလုံးနားလဲပါတယ်ဒါကြောင့်ကျွန်တော်ခေါင်းစဉ်လေးတင်ပြထားပါတယ်တာဝေးမှာစိတ်ဓာတ်စီရေးမှာဗျူဟာနဲ့အမိန့်နာခံမှုဒါတွေကောင်းအောင်ကျွန်တော်တို့အားလုံးဝိုင်းဝန်းစူးစမ်းနေကြပါတယ်မကြခင်ပြည်သူများနဲ့YouTube မှာဆက်လက်ပြီးတော့ဒီလောတဲ့သုံးသက်ချက်လေးတွေကိုတင်ပြပေးပါမယ်ကျမကြီးကြောင့်ခိတနာနေခဲ့တာကိုခွင့်လွှတ်ပေးပါလို့ကျွန်တော်ချစ်တော်မိတ်ဆွေအားလုံးကိုလေးလေးစားစားတောင်းပန်ပါတယ်ပြန်ဆုံစည်းကြပါမယ်ပေါ့နော်ဆိုတော့စိတ်ခွန်အားလေးပြီးချင်တာပေါ့နိုင်ငံတကာရောက်ပြည်သူတွေရောလက်ရှိပြည်တွင်းမှာဒီဖက်စစ်ရန်ရာကြီးရဲ့ခွေးသွားစိတ်အောက်မှာရဲဆက်ဖီစီနှိမ့်ဆက်ခံနေရတဲ့နိုင်ငံသားတွေကိုရောစိတ်ခွန်အားပေးချင်ပါတယ်ကျွန်တော်တို့ဟာအဆိုးဆုံးတွေကိုဖျက်ကျော်နေကြပါတယ်အဆိုးဆုံးဆိုတဲ့အခြေအနေတွေကိုဖျက်ကျော်ပြီးတလောက်ရှိနေပါတယ်မကြခင်မှာတော့အကောင်းဆုံးတွေရောက်လာမှာပေါ့အဲ့တော့လက်ရှိအခြေအနေကဖက်စစ်အကြမ်းဖက်အုပ်စုဘက်ကစီးရေးပိုင်းတချို့နေရာတွေမှာအောင်မြင်ဒီလောက်လေးတွေရှိတာဟုတ်ပါတယ်ဒါကလည်းပဲဘာနဲ့သက်ဆိုင်လဲဆိုတော့ပထဝီနိုင်ငံကြီးနဲ့တရုတ်ကွန်မြူနစ်အစိုးရရဲ့နှစ်ရှစ်ပြည်ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့အခမ်းအနားမတိုင်ခင်သူတို့ရဲ့မူဝါဒတွေနဲ့ကမ္ဘာလုံးဆိုင်ရာ group ခွဲပြီးတော့ဝင်ရိုးစွန်းချင်း group ခွဲပြီးတော့မိဖက်အင်အားစုဖွဲ့မှုစီယုံနဲ့စီရေးစုဖွဲ့မှုတရံအရာဖက်စစ်ဂျမ်ဖက်တပ်ဖက်ကိုသူတို့လိုအပ်တဲ့စီရေးအထောက်အကူတွေပေးခဲ့ပြီးတော့ပြက်ပြက်သားသားဖက်စစ်ဝါဒဖက်မှာရက်တီထောက်ကူပေးခဲ့တဲ့ရလက်ကြောင့်ဒီတရုတ်ကွန်မြူနစ်အစိုးရဒီထောက်ပံ့ပေးသော drone တွေဖျားပြင်းဒီလက်နက်တွေနောက်လေယာဉ်တွေနောက်တာဝေးပြအမြောက်ဆန်တွေနောက်တစ်ခါသူတို့ကိုယ်တိုင်ပေါင်ကူညီတဲ့ဒီဂျိုရုနီးပညာတွေနဲ့6လိုင်းရေးရန်ရတွေကြောင့်ဖက်စစ်အကြမ်းဖက်တပ်ဟာနီးပညာရတစ်စိတ်တစ်ပိုင်းအားသာသွားခဲ့ပါတယ်တစ်ဖက်ကလည်းပဲအတင်းကာရောအဓမ္မဖန်စီစစ်တဲ့တွင်စုဆောင်းလာတဲ့လူတစ်ပြည်သူစစ်ခေါ်တဲ့တပ်သားတစ်တွေကြောင့်စစ်အင်အားတစုံတရာပြန်လည်ကြီးထွားပြီးတော့တချို့သောမျိုးပြတချို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာရှိပါတယ်ဒါပေမဲ့ဘလောက်ပဲဒီသူတို့ဘက်ကဒီကြီးမားတဲ့ဒီဖန်စီမှုတွေနဲ့စီအတင်းကာရောတိဆောက်စေခါမှုသူတို့ဟာစစ်မှန်တဲ့စစ်တပ်စစ်လေ့ကျင့်သားပြေဝပြီးတော့တကယ်ကိုပဲစီးဆောင်ရင်ပြေဝတဲ့စစ်တပ်ဖြစ်မလာခဲ့ပါဘူးအတင်းကာရောစူးစီးထားတဲ့ပြည်သူစစ်တွေကြောင့်သူတို့ချင်းကြားထဲမှာပဲပြိုကွဲပျက်စီးပြီးတော့အခုဆိုရင်စိတ်သက်ပိုင်းဆိုင်ရာအရာလွန်စွာယုံရင်ကြမ်းတမ်းရက်ဆက်ရုံမာတဲ့လောက်ရက်တွေစီကာစင်ကာဆက်ကကျူးလွန်နေကြတာတွေ့ရပါလိမ့်မယ်ဥပမာဆိုလို့ရှိရင်လူငယ်လို့တော့မတတ်မလိုက်လောက်အောင်ပဲလူချင်းရဲဆက်မျက်နှာကိုဝေစီရင်ကနှလုံးသားတဲ့ဓာတ်နဲ့စိုက်ထိုးခြေသလိုတယောက်ခုတ်ဖြတ်တဲ့ချိန်မှာလက်မောင်းကိုတယောက်ခုတ်ဖြတ်ဘူးကြီးဂျင်းနဲ့ပြီးလားလို့မေးတဲ့ကောင်မေးစသဖြင့်သူတို့ချင်းရတဲ့မှာလွန်စွာမှရက်ဆက်ကြမ်းကြုတ်ရုပ်မာတဲ့မွေးဆေးဆွဲတာပဲပြောလူစိုးလူမိုက်လူရုပ်တွေကိုခေါ်သွင်းပြီးလက်နက်တပ်ဆင်ပြီးပြည်သူကိုတိုက်ခတ်နေတပ်ဖြတ်ဖို့ကြိုးစားတဲ့မိစ္ဆာတွေတီးဥရတော်လကောသူတို့ချင်းကြားထဲမှာကလွန်စွာကြောက်စရာကောင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်နေပြီဆိုတာကျွန်တော်နိုင်ငံသားအားလုံးလည်းသိတယ်လို့အိန္ဒိယနိုင်ငံတွေရောကမ္ဘာနိုင်ငံတွေကသိလာပြီဖြစ်တယ်နော်ဒါကဖက်စစ်အကြမ်းဖက်တိုက်ကအပေါ်မှာကတကားကျဲရွှေမုံကျဲထားပြီမဲ့အထက်မှာနောက်ချီကဲ့သို့သူတို့ဟာလုံစွာပျက်စီးယွယွင်းနေတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်ပြီးတော့လည်းလက်ရှိသူတို့တွေရဲ့မြို့သိမ်းစခန်းသိမ်းနေသိမ်းနိုင်ပြီဆိုတော့ညာလည်းပဲသိမ်းလာတဲ့ view ဟာကိုကြည့်လိုက်ရှင်တာဝေးပြအမြောက်တွေနောက်တစ်ခါအကဲကြီးရဲ့ drone အကောင်းစားတွေနောက်တော့ jumping system တွေနဲ့တော်လိုင်းဖက်က jumper drone တွေကိုကန်တဟန်တာထားနိုင်ပြီးတော့တစ်ဖက်ကသူတို့ရဲ့စွမ်းမြင့်တဲ့ drone တွေနဲ့ drone ဖိုင်းယူသိမ်းစီတဲ့နည်းပညာတွေအသုံးပြုကဒီ drone နဲ့ဘုံကျဲတယ်လက်ကြီးနဲ့တာဝေးပြအမြောက်တွေနဲ့တိတိကျကျနေရာကိုချိန်တွဲပစ်ခတ်ဖျားပြင်းဘုံတွေနဲ့လောရရဲ့အစိတ်ငွေနဲ့ဓာတုဗေဒဒီဟွာတွေပါတုံးတယ်ငွေတွေပါတုံးပြီးတော့ကျွန်တော်တို့ခုတော်လိုင်းပြည်သူ့ထောက်ပံ့မှုတစ်ခုတည်းနဲ့လဲပတ်နေရတဲ့တော်လိုင်းအင်အားစုတွေရဲ့ကာကင်းတွေကိုခံတက်တွေကိုသိမ့်ပိုက်ထားတဲ့စခန်းတွေကိုစီစီညက်ကြအောင်ခြေမုံပြီးတော့မှထိကတန်ရာရမှုများစွာဖြစ်အောင်ပေါင်900အပါဝင်လေအနေနဲ့ကျဲပြီးတော့မှမြေပြင်ထိုးစစ်တွေနဲ့ပြည်သူစစ်ဆိုတဲ့စုဆောင်ထားတဲ့တပ်သားတစ်တွေကိုနောက်ကတနက်နဲ့ထောက်ဘက်နဲ့ထောက်တက်ဆိုအတင်းတက်ခိုင်းမတက်ဘူးပြန်လာကောင်သူတို့ချင်းပြစ်တက်ပြီးတော့သူတို့ဟာမြို့ချို့စခန်းချို့ကိုတိမ့်ပိုက်နိုင်ခဲ့တာသာဖြစ်တယ်ဒါပေမဲ့သူတို့ဟာစစ်မှန်တဲ့နေမြေကိုတိမ့်ပိုက်နိုင်တဲ့အောင်မြင်သူတွေမဟုတ်ပါဘူးအားလုံးပဲမင်္ဂလာပါနေ့စဉ်တည်ထူးများနဲ့စေရေးနိုင်ငံရေးများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လုပ်ပေးထားပါရန်တောင်းဆိုပါတယ်ရှင်ဒီတော့ဘာဖြစ်လဲအခုလက်ရှိဇီးကုန်းမှာဖြစ်နေတဲ့ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့ကဝင်စီးတဲ့ဒီ
ဗီဒီယိုပဲကြည့်ပါတကယ်တော့ကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေမှာစိတ်ဓာတ်နဲ့ခံယူချက်နဲ့ငါတို့မဖြစ်မနေတိုက်မှရမယ်လို့ဆိုတဲ့ဇွဲနဲ့သာကျွန်တော်တို့စူးစမ်းကြတာပါစနစ်တကျစီမံခန့်ခွဲနိုင်တဲ့ဥမာဆိုရင်တက်စိတ်တက်စုတက်ခွဲတရင်စသဖြင့်စနစ်တကျရာခံအကျက်စနစ်တွေနဲ့အုပ်ချုပ်ပြီးအမိန်ပေးတဲ့စနစ်နဲ့တေချာကြိုတင်ပြင်ဆင်နဲ့ကြကြနနစီးစီမံချက်တွေနဲ့တိုက်ခိုက်တာတော့မဟုတ်သေးဘူးတိုက်နေတဲ့ဖြစ်စဉ်ကိုကြည့်ပါတော်တော်လေးကိုဒီဖီယိုဖီရဲနဲ့အဆဲဆူအော်ဟေးမောင်မီဝင်တိုက်တဲ့အနေထားမှာတော့မှဘုံဆိုဝင်လဲဝင်သွားရောအရေးကြီးတဲ့ဘိုးမိန်းလိုင်းအဝင်ရဲ့ဘန်ကာကြီးကွန်ကရစ်ဘန်ကာကြီးထဲမှာတနက်ပေးပြီးကင်းဆောက်ခိုင်းထားတဲ့ကလေးတယောက်အမေတွေ့ပါလိမ့်မယ်ဒါလက်ရှိဖက်စစ်တပ်ရဲ့နောက်ဆုံးအခြေအနေပါပဲအပေါ်ရဲမှာလာသူတို့ကအင်အားတွေရှိနေတဲ့အကြောင်းနေမီတွေသိမ်းနိုင်တဲ့အကြောင်းရွေးကောက်ပွဲအတွက်ကိုဆိုပြီးတော့အတူရောင်လိန်ညာတဲ့ရွေးကောက်ပွဲအတွက်ကိုမြို့သိမ်းစကန်သိမ်းတွေလုံနေနိုင်တဲ့အကြောင်းသူလုတ်ပြနေပြီမဲ့နောက်တန်းတွေမှာစိတ်ဓာတ်မရှိဘူးအင်အားမရှိဘူးစူပါမူမရှိဘူးအားလုံးကဖီယိုဖီရဲ့ဗျံပဓာနဲ့သူတို့ချင်းချင်းကြားထဲမှာမကျေနပ်မှုတွေဖြစ်နေကြတာဖြစ်တယ်ဒီချိန်မှာပို့ပြီးတော့တိတာလာတဲ့အနေထားအခုကြန့်ခိုင်ရေးဆိုတဲ့ကြန့်ဖွတ်ထဲကိုမင်းအွန်လိုင်းကသူစိတ်ချယုံကြည်ရတဲ့ group အကုန်လုံးရရှိအရာခံနဲ့စည်ရအစပြီးတော့အုပ်စုလိုက်သွားကြန့်ဖွတ်တွေကိုသွားအမိတ်နဲ့လွန်ခဲ့တဲ့2013ခုနှစ်က MS order ထုတ်ပြီးတော့ဖုန်းတော်ကြီးပြင်တင်တန်းကျောင်းတွေကိုစစ်တပ်ကနေပြီးတင်တန်းဆေလွတ်တယ်လို့ပေါ့နော်2013လောက်တုန်းကကျွန်တော်ပြောခဲ့တာရှိတယ်ဒီဖုန်းတော်ကြီးတင်နော်တောင်းတိုင်ဖုန်းတော်ကြီးဖြစ်တင်တန်းကျောင်းတွေကိုစစ်တပ်က MS order နဲ့အမိတ်ပေးထုတ်ပြီးတော့တင်နန်းတော့တက်ခိုင်းပြီးကျောင်းတိုင်းဖုန်ကြီးဖြင့်အသွင်ဆောင်ခိုင်းတယ်လို့အခုလည်းကြန့်ခိုင်ရေးတဲ့ကိုစစ်တပ်ကအမိတ်နဲ့ MS order နဲ့အမိတ်ထုတ်လိုက်ပြီဆိုတော့လက်ရှိခင်ကြီးအပါဝင်ကြန့်ခိုင်ရေးကနီလန်းကတဆင့်အာဏာရယူဖို့ကြိုးပမ်းမယ်ဆိုတော့သူတို့အတွင်းပက်သားချင်းရဲ့ပြိပခါလည်းအမြင့်ဆုံးကြီးထွားလာမှာဖြစ်တယ်ဒီချိန်မှာဆီးရဇဝဲကောင်ဖြစ်ကြီးညာထားခံရပြီးဖြစ်တဲ့ genocide လူမျိုးတုံးတပ်ဖြတ်မှုတရားခံမင်းအွန်လိုင်းမကြခင်မှာ ICC ကိုရုံးတင်ဖို့အတွက်ကုလသမဂ္ဂကမှတောင်းဆိုခံရတဲ့မင်းအွန်လိုင်းသူ့အတွက်မွေချောက်ကိုက်မဲ့အနေထားတွေဖြစ်အခုအမေရိကန်ကလည်းပဲမြန်မာနိုင်ငံကိုဗနီဇွဲလားတို့အီကွေဒေါတခြား9နိုင်ငံနဲ့ဒန်းတူမူရစေဝါတာစီတိုက်ဖြတ်ဖို့ပြက်ကွက်သောနိုင်ငံဖြစ်ကြီးညာလိုက်တဲ့အချိန်မှာပဲဗနီဇွဲလားကိုအမေရိကန်စစ်တပ်ကစီရေးရအရေးယူကိုကြိုးပမ်းနေပါတယ်ဒီချိန်မှာပိုလန်နိုင်ငံအပါအဝင်ပေါ့နေတိုးနိုင်ငံတွေကိုရုရှားရဲ့ပြောင်ကျကျကျူးကျော်ရန်စမှုနဲ့အတူ EU နေတိုးနဲ့ဗြိတိန်ပြင်သစ်အမေရိကန်တို့အားလုံးရဲ့မကြခင်မှာတံပြန်မဲ့စစ်စင်ရေးစီမံချက်တွေဟာလည်းပဲတတိယကမ္ဘာစစ်ကိုတာဆူလာတဲ့အနေအထားဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံရဲ့ကံကြမ္မာကိုကမ္ဘာစစ်ဖြစ်တဲ့ချိန်မှလွတ်လပ်ရေးဆိုတာကိုရအောင်တိုက်ယူရတဲ့နိုင်ငံငယ်ဖြစ်တဲ့အတိုင်းကျွန်တော်တို့ဟာအခုကမ္ဘာစစ်တာဆူနေတဲ့တတိယအကြိမ်မြောက်မှာကျွန်တော်တို့ရဲ့စစ်မှန်သောလွတ်လပ်ခွင့်ကိုရဖို့ကျွန်တော်တို့အားလုံးဟာတာဝေးမှာစိတ်ဓာတ်စီရေးမှာဗျူဟာနဲ့အမိန့်နာခံမှုဆိုတာကိုခေါင်းထဲမှာဆွမ်းဆွမ်းမြဲနှလုံးသွင်းပြီးပြည်သူအားလုံးအားမလျော့စိတ်မပြတ်ပဲနဲ့ဘလို့ပဲခက်ခဲတွေကြုံဘလောက်ပဲစိုးဝါရက်ဆက်ကြမ်းကြုတ်တဲ့အနေအထားတွေကိုရင်ဆိုင်ရငါတို့အနာဂတ်အတွက်ငါတို့တည်ဆောက်မှရမယ်ဆိုတဲ့စိတ်ကိုနှလုံးသွင်းပြီးပြက်သားသားခိုင်ခိုင်မာမာနဲ့ရှေ့ဆက်သွားကြမှုမှာတပါအခြားမရှိဘူးကျွန်တော်တို့ပြည်သူအားလုံးနဲ့အတူရှိနေပါတယ်ပြည်သူအားလုံးနှက်ဖြန်တွေအတွက်အကောင်းဆုံးအတူတူရုန်းကန်ကြိုးစားကြပါစို့ကျွန်တော်တို့မမျှော်လင့်နိုင်တဲ့ဒီနိုင်ငံရေးစစ်ရေးအရာအားသာချက်တွေမကြခင်မှာလည်းပေါ်ပေါက်လာစရာရှိပါတယ်ဒါကလည်းကမ္ဘာစီးရေး PR နဲ့အာဆီယံအပါအဝင်ထိုင်းနိုင်ငံတို့ရဲ့ပြောင်းလဲနေတဲ့အစိုးရတွေမူဝါဒသဘောထားတွေဟာကျွန်တော်နိုင်ငံကျွန်တော်ပြည်သူပြည်သားတွေအတွက်ကောင်းမွန်တဲ့ကံကြမ္မာတွေဆောင်ကျဉ်လာမှာဖြစ်ပါတယ်အားလုံးပါပါတယ်ဒါပေမဲ့ခုနောက်ပိုင်းတော့အချိန်ရသလိုပြန်လည်ပြီးတော့တင်ပြပါမယ်ဆက်သွယ်ပါမယ်တော့ဒီနေ့ပြောချင်တာကတော့ရာဂန်အချက်ကြီးဆိုတဲ့ဒီသမိုင်းကြောင်းနဲ့ရှင်ပြီးတော့နော်ထူးချွန်ပြောင်းတဲ့တတိအကြောင်းကျွန်တော်ပြောချင်တာဖြစ်တယ်ဆက်တဲ့အကြောင်းအရာကတော့မနေ့တုန်းကဒီနေ့မှာတက်လာတဲ့ဟိုလီကျော်ဖြစ်လာတဲ့နောက်တာတိုင်းစစ်ဌာနချုပ်ကဒူတိုင်းမှုကိုပြစ်ခတ်တပ်ဖြတ်လုပ်ကြံဖို့ကြိုးစားတယ်ဆိုတဲ့ဆွဆွဲချက်နဲ့တချက်ကြီးအပါအဝင်ပေါ့စစ်တီအချို့ဖန်ဆီးခံရတယ်ဆိုတဲ့တဲ့မှာဒီမတိုင်ခင်လွန်ခဲ့တဲ့3ပတ်လောက်ကကျွန်တော် hints တွေပြောခဲ့တာမှတ်မိလိုက်ယူမယ်ထင်ပါတယ်ဒါပေမဲ့ကျွန်တော်ရင်းညွှန်းပြောဆိုတာတော့ဒီနာတခါကရာဂန်ချက်ကြီးတွေမဟုတ်ပါဘူးတခြားတိုင်းစစ်ဌာနချုပ်တွေဖြစ်ပါတယ်ကျွန်တော်ကိုချိတ်ဆက်ပြီးတော့ဆက်သွယ်မေးမြန်းလာတဲ့ရာဂန်ချက်ကြီးကျွန်တော်နဲ့တိတ်မစိမ့်လာတဲ့အဆင့်ကပုံကိုယ်တွေပါသူတို့တွေရဲ့ပိတ်နေတဲ့ထွက်ပေါက်သူတို့တွေမျှော်လင့်ယုံကြည်ထားတဲ့အနာဂတ်အတွက်ကိုဖြစ်လာနိုင်ရရှိတဲ့အခွင့်အလမ်းဒါတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြောဆိုပြတဲ့အခါမှာသူတို့စစ်သားတွေ